ကိုပိုင်ဝင်ငွေနဲ့ကိုရက်တည်နိုင်အောင်ကြိုးစားပါကိုဝင်ငွေအတွက်ကိုလုပ်နေတဲ့အလုပ်ကဘာလို့ပဲဖြစ်နေပါစေရှက်စရာမလိုပါဘူးရိုးသားတဲ့အလုပ်နဲ့ဘယ်သူမှမထိခိုက်ဖို့ပဲလိုတာပါကိုဝင်ငွေအတွက်ကိုလုပ်နေတဲ့အလုပ်ကညစ်ပတ်ပေတူးနေပါစေညှဉ်းညူနေစရာမလိုပါဘူးဖြူစင်တဲ့အလုပ်နဲ့သူတစ်ပါးကိုမထိခိုက်ဖို့ပဲလိုတာပါကိုရဲ့ဝင်ငွေနည်းသည်ဖြစ်စေများသည်ဖြစ်စေကိုမှဝင်ငွေရှိတဲ့အခါကိုကိုပိုပြီးယုံကြည်မှုရှိလာစေပါတယ်ပိုစ조사ခြင်းစိတ်လဲတန်မာလာစေပါတယ်အတွေးအမြင်အတွေ့အကြုံလဲပိုရပါတယ်အခက်ခဲကိုလည်းပိုရင်ဆိုင်လာရလို့ပိုပြီးရင့်ကျက်လာစေပါတယ်အသုံးဆောင်အစားအသောက်တွေကိုဈေးပေါ်ပေါ်ဈေးကြီးကြီးကိုငွေနဲ့ကိုသုံးရရင်ပိုလွတ်လပ်တယ်လို့ခံစားရတယ်လေကိုလည်းပိုပြီးစိတ်ကျေနပ်မှုရစေပါတယ်ကိုနိုင်တဲ့လောက်နဲ့လှူဒန်းရတဲ့အခါကိုရဲ့ချွေးနှင်းစာနဲ့ရှာထားတဲ့ငွေလေးတွေကိုလှူဒန်းရတာဖြစ်တဲ့အတွက်ပိုပြီးကျေနပ်ပီတိဖြစ်ရပါတယ်ဒီငွေလေးတွေနဲ့မိဘကိုထောက်ပံ့ပေးနိုင်တဲ့အခါတခုခုဖြည့်ဆည်းပေးနိုင်တဲ့အခါကြရင်လေဘယ်သူမှမသိပဲကိုစိတ်ထဲမှာကြိတ်ပြီးဂုဏ်ယူခေါင်းမော့ရင်ကော့ပြီးကျေနပ်ပီတိဖြစ်နေကြရတယ်မဟုတ်လားအများကြီးမှမဟုတ်ပါဘူးကိုယ့်ရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ငွေတွေကဘလောက်ပဲဖြစ်နေပါစေကိုယ်တိုင်ရှာထားတဲ့ငွေဖြစ်တဲ့အတွက်တန်မိုးရှိလာတယ်မဟုတ်လား